Hello အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့လေးလည်းမိတ်ဆက်ပေးမှာကကြတော့ဟော်ဒီကမိမကိုတန်းစင်ဆက်ပြလေးပဲဖြစ်ပါရဲ့ရှင်နော်။ဒါကကြတော့မိမကိုတန်းစင်ဆက်ပြဖြစ်ပါရဲ့။သူကကြတော့ဘာတွေအတွက်ကောင်းလဲဆိုလို့ရှိရင်မိမကိုကနေပြီးတော့ရားရံတာအနံ့ဆိုထွက်တာအဖြူစင်းတာတွေအတွက်ကိုတိတိတတ်တာပျောက်ကင်းစေပါတယ်ရှင်။နော်ပြီးတော့မိမကိုပိုးဝင်တာတွေအတွက်ကိုလည်းသူ့ကိုတုံးလို့ရပါတယ်သူကတော့ပြုတ်အိုးအားလုံးတုံးလို့ရပါတယ်ရှင်နော်တခဲကို150ဘတ်ပါထိုင်းနိုင်ငံအနှံ့ပို့ပေးပါတယ်ရှင်ပြီးတဲ့အခါကျတော့လဲလေပေါင်ကြားမဲတာမင်းမကုန်မဲတာတွေအတွက်ကိုလည်းသူ့ကိုတုံးလို့ရပါတယ်ပြီးတော့မိန်းကလေးတွေဆိုတာကအမြဲတမ်းအနံ့ဆိုထွက်တယ်ပေါ့နော်အနံ့ဆိုမထွက်တဲ့မိန်းမဆိုတာခက်ရှားပေါ့နော်မရှိတဲ့လောက်ကိုရှားပါတယ်အဲ့တော့ကိုယ့်ရဲ့အမျိုးသမီးတကိုယ်ရည်တန့်ရှင်းဖို့အတွက်မိန်းမကိုမှုံဝင်တာတွေပိုးဆွဲတာတွေမဖြစ်ဖို့အတွက်အနံ့ဆိုမထွက်ဖို့အတွက်နော်ဒါလေးကိုတုံးပြလို့ရပါတယ်ရှင်နော်တခဲကိုဆိုလို့ရှိရင်လည်းအကြာကြီးပဲတုံးရပါတယ်ရှင်နော်ပြီးတဲ့အခါကျတော့နောက်တစ်ခုလည်းမိတ်ဆက်ပေးမှာကကြတော့ဟောတာကကြတော့မိမကိုကျင်းစီသူကတော့အပြိုတွေလုံးဝသုံးစရာမလိုဘူးအိမ်အောင်တဲ့နဲ့နော်အိမ်အောင်တဲ့အမျိုးသားနဲ့ထိတွေ့ဆက်ဆံမှုရှိတဲ့အမျိုးသမီးတွေပဲတုံးရမှာဖြစ်ပါတယ်တချို့ဒီအပြိုလေးတွေဆိုလို့ရှိရင်လည်းလိပိတူကဲသားပေါ့နော်ရီးစားတဲ့အတူနေတဲ့အမျိုးသမီးတွေဆိုလို့ရှိရင်လည်းတုံးပေးလို့ရပါတယ်ရှင်နော်သူကကြတော့မိမကိုကြွက်သားတွေရော့ရွယ်ပြော့တွဲပြီးတော့ကျေလာတာပြီးလို့ဆိုလို့ရှိရင်မိမကိုကနေလေခိုလေထွက်ဖြစ်တာလေခိုလေထွက်ကဘယ်လိုနေရာတွေဘယ်လိုအချိန်တွေမှာအများဆုံးဖြစ်လဲဆိုလို့ရှိရင်အထိုင်အထားတွေမှာအများဆုံးဖြစ်တယ်ပြီးတော့ဒီအိတ်နေတဲ့အချိန်ပေါ့နော်ကိုလည်းလှဲ့တဲ့အချိန်တွေမှာလေခိုလေထွက်ဖြစ်တတ်တယ်ဒါဆိုလို့ရှိရင်မိမကိုလေခိုလေထွက်ဖြစ်လို့ရှိရင်ကြာလာလို့ရှိရင်တအိမ်ကြတာမျိုးတို့နော်ဒီအမျိုးသားနဲ့ထိထိဆက်ဆက်မှုမရှိတာမျိုးအိမ်အောင်ဘယ်လိုပြောမလဲအိမ်အောင်ရေးမှာမตายရတာမျိုးတွေပေါ့နော်ဒါမျိုးတွေဖြစ်တတ်ပါတယ်အဲ့လိုမျိုးလူတွေအတွက်မိမကိုပြန်ကျင်းချင်းနဲ့ခလေးရိုးရိုးမွေးထားတဲ့သူတွေမိမကိုကျဲနေလို့เนาะချုပ်ရိုးကြီးကပြဲသွားလို့ကျဲနေတယ်เนาะလေတွေလည်းတပူပူထွက်တယ်ဆိုလို့ရှိရင်ဟောရမိမကိုကျင်းသေးစီရန်ကိုတုံပေးလို့ရပါတယ်ရှင်เนาะတပူကို350ဘတ်ပါကဲဒီလိုမျိုးအတွဲလိုက်လေးယူလဲရပါတယ်ရှင်เนาะလင်းလက်ပြပေးမယ်ဒီမှာဒီလိုမျိုးအတွဲလိုက်လေးယူလဲရပါတယ်ရှင်เนาะအတွဲလိုက်ယူတဲ့သူငွေကြိုလဲတဲ့သူဆိုလို့ရှိရင်ပိုက free ပါတစ်စုံလုံးဆိုလို့ရှိရင်တော့900ဘတ်စီရာသားကြတော့350ဆက်ပြာကကြတော့150ဆိုတော့900ပါအိမ်ရောက်ငွေချေမရပါဘူးရှင်နော်ငွေကြိုလဲတစ်မျိုးပဲရပါတယ်ကြိုလဲငွေကိုလင်းလက်ပတ်နေ100%အာမခံတဲ့ပစ္စည်းရောက်တဲ့အထိတာဝန်ယူပါတယ်ရှင်နော်ကဲနောက်ထပ်ဗာလေးတွေလင်းလက်ထပ်ပြအောင်မလဲဆိုလို့ရှိရင်ဟောတာကကြတော့မင်းခန့်တနက်ခါမင်းခန့်တနက်ခါအပွေးပေါင်တာမှုတ်ဖြစ်ပါတယ်ရှင်နော်မင်းခန့်တနက်ခါအပွေးပေါင်တာအမှုတ်ကကြတော့တို့ပေါ့နော်ဒီတနခါအပွေးအခောက်သီးတန်းကိုကြိတ်နော်ပြောရတဲ့ခါကြလို့ဆိုရင်အမြင့်ကိုလည်းကြိတ်ပြီးဒီနှစ်မျိုးရောထားပေးပါတယ်တနခါအပွေးပေါင်တာမှုတ်တဘူးကို200ဘတ်ပါသူကကြတော့ loose ပေါင်တာမှုတ်အနေနဲ့ထုတ်ပေးထားတာဆိုတော့စက်ရုံအလုံးယုံသမားတွေပေါ့နော်စက်ရုံအလုံးယုံသမားတွေစက်ရုံထဲမှာအလုံးယုံထဲမှာတနခါဘကွက်ကြလိမ့်လို့မရတဲ့သူတွေဆိုလို့ရှိရင်ဟောဒီကမင်းခန့်တနခါအပွေးပေါင်တာမှုတ်လေးကိုမိတ်ကပ်ပေါင်တာအဖြစ်နဲ့တုံးဆွဲလို့ရပါတယ်ကိုကမိတ်ကပ်ပေါင်တာတွေပူကြီးမှုလို့မတုံးချင်ဘူးเนาะတဘာဝတနခါနဲ့အမှုတ်ကလေးထုတ်ထားပြီးရင်ကောင်းမှာပဲဆိုတဲ့သူတွေအတွက်ကိုအဓိကထားထုတ်ပေးထားတာဖြစ်ပါတယ်တကယ်လို့ကြောက်ပြင်မရှိတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းရေဖြော်လိမ့်လို့လည်းရတယ်ပေါ့เนาะတဘူးကို200ဘတ်ပါရှင်เนาะကဲပြီးပြီဆိုလို့ရှိရင်ဟောတာလေးကကြတော့နတ်တဖြူခဲဖြစ်ပါရဲ့ရှင်เนาะနတ်တဖြူခဲပါနတ်တဖြူအတုံးစစ်ကိုမှရေစေးပိုးသက်ပေါင်းသက်ပြီးခါကြတော့မှကြိတ်ပြီးတော့အခဲလေးအဖြစ်ပြန်ထုတ်ပေးထားတာပါဒါကကြတော့လူချစ်နှက်ချစ်ပေါ့နော်နတ်တပြူခဲလေးကကြတော့တက်ခဲကို180ဘတ်ပါရှင်เนาะခန္ဓာကိုယ်မှာအမွှေးနံတာအဖြစ်ပဲလိမ့်ကြံပြီးလို့ဆိုလို့ရှိရင်ဖျားရှင်ဝဲနံတာရေကတ်เนาะကိုယ့်ရဲ့အခန်းထဲမှာပဲဒီနံတာရေကိုတမတွေကနှက်ကောင်နှမျက်တွေစောက်ရှောက်အောင်လက်ပွင့်အောင်ကန်ပွင့်အောင်ဆိုလို့ရှိရင်လည်းပတ်ဖြန်ပေးလို့ရပါတယ်ရှင်เนาะဟောတာကကြောင့်နတ်သက်ဖြူခဲလေးဖြစ်ပါတယ်ရှင်เนาะတစ်ခဲကို180ဘတ်ပါရှင်ကဲဒီမှာလာပြီเนาะလူကြိုက်များပြီးတော့ပစ္စည်း stock ပြတ်တဲ့အထိဝဝကွယ်ရောင်းရတဲ့ပစ္စည်းလေးပါအဲ့ဒါကတော့ဟောဒီကတနခါအပွေးခဲပဲဖြစ်ပါရဲ့ရှင်เนาะမင်းခန်းရှင်မလောင်တဘာဝတနခါအပွေးခဲကကြတော့တခဲကို80ဘတ်ပါရှင်10ခဲကို600ဘတ်ပါသူကကြတော့တနခါအပွေးအခောက်သီးတဲ့တမျိုးထဲကိုပဲကြိတ်ပြီးတော့အခဲဖြစ်ထုတ်ပေးထားတာဖြစ်ပါတယ်ရှင်เนาะပြီးတဲ့အခါကျလို့ရှိရင်လေသူ့ထဲမှာဓာတုဆေးဝါးเนาะအနံ့စီး
chemical အရောတာချေခံစိတ်ရှွန့်သဲမြေလုံးဝမပါဝင်တာဖြစ်တဲ့အတွက်ခလေး6လသားအရွယ်ကအစလိမ့်ပေးလို့ရပါတယ်တနခါကဘာအယောင်လဲမမရေးဆိုလို့ရှိရင်အဝါဖောက်ဘက်ကိုသွားပါတယ်ကြိတ်ခါပေးတာကတော့နှမျိုးစလုံးပါတဲ့အဖြူပွေရောအဝါပွေရောတိုးတော့ဝါဝါဝင်းဝင်းညက်ညက်ပုံစံကိုပဲသွားပါတယ်ရှင်နော်တခဲကို80ဘတ်ပါအမာခဲအကျက်ခဲဖြစ်တဲ့အတွက်တယောက်တည်းလိမ့်မယ်ဆိုလို့ရှိရင်2လလောက်ကအေးစစ်စစ်လိမ့်ရပါတယ်ရှင်နော်နောက်တနခါနဲ့ဈေးတူတာလေးတွေရှိပါသေးတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဟောဒီကကရမခဲအခုလိုຫນွေရာသီမှာဆိုလို့ရှိရင်အရန်ပူတာနော်ခန္ဓာကိုယ်အရန်ပူပြီးအိတ်လို့မရတဲ့သူတွေမျက်ရိုးကိုက်တဲ့သူတွေမျက်စိနာတဲ့သူတွေမျက်လုံးအောက်တဲ့သူတွေဆိုလို့ရှိရင်လေဟောဒီကကရမတ်ကိုလိမ့်ပါနော်ပြီးလို့ရှိရင်အပူကြောင့်ဖြစ်တဲ့မိဘူးရားဘူးသွေးစုနာမှွေးကျွတ်နာနော်အနက်စိမ်းဒီလိုမျိုးအနာတွေပေါက်တယ်ဆိုလို့ရှိရင်လေဒီကရမတ်ကိုလိမ့်ပေးလို့ရပါတယ်ပွားတဲ့ခါကြလို့ရှိရင်အမျိုးသမီးတွေပေါ့နော်သွေးဆုံးမီးရကင်မှာကြောက်တဲ့အမျိုးသမီးတွေဆိုလို့ရှိရင်လေဟောဒီကရမလေးကိုလိမ့်ပေးလို့ရပါတယ်ရှင်နော်သူလဲတခဲကို80ဘတ်ပါ10ခဲကို600ဘတ်ပါပြီးတော့ဟောဒီမှာတောင်နံကြီးလေတခဲကို80ဘတ်ပါရှင်တောင်နံကြီးကကြတော့ကိုလက်နော်ဖောရောင်တဲ့သူတွေထုံကျင်ကြိုက်ခဲတဲ့သူတွေလေဖြက်လေငန်းဖြစ်တဲ့သူတွေလေးဘက်နာသမားတွေအယိုးကြီးပေါင်းတက်တဲ့သူတွေဇကြောတက်တဲ့သူတွေပြီးတော့ကိုဝင်ဆောင်လာရင်ပြီးတော့ကိုလက်တွေထုံကျင်ဖောရောင်တဲ့အမျိုးသမီးတွေခလေးမီးဖွားပြီးခါစားမိမိတွေလိမ့်လို့ရပါတယ်တခဲကို80ဘတ်ပါ10ခဲကို600ဘတ်ပါရှင်ပြီးလို့ဆိုလို့ရှိရင်ကျမတို့ကတော့တနခါအမှုတ်ကိုလိမ့်ဆန်းကြည့်ရှင်တယ်ဘူးနဲ့ကြတော့မလိုချင်ဘူးအထုပ်ကလေးမရှိဘူးလားဆိုလို့ရှိရင်အထုပ်ရှိပါတယ်ဒါကကြတော့အထုပ်ပါရှင်เนาะတစ်ထုပ်ကို80ဘတ်ပါရှင်เนาะတစ်ထုပ်ကို80ဘတ်ပါကဲဈေးတူတာတွေတနခါအပွေးခဲကရမခဲတောင်းတန်ကြီးခဲအားလုံးကရောယူလို့ရပါတယ်ရှင်เนาะတနခါအပွေးမဟုတ်အထုပ်ကောမင်းခန့်တနခါမှာအားတာအဓိကအားတာဈေးတူတာမှန်သမျှအားလုံးရောယူလို့ရပါတယ်ရှင်နော်လိုချင်တဲ့သူတွေကအခုပေး Messenger ကနေပြီးတော့ဆက်သွယ်မှာယူလို့ရပါတယ်ရှင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်လင်းလက်ကျဲပါထိုင်းနိုင်ငံအနှံ့ပို့ပေးပါတယ်ရှင်